ဒီခိုးသားနှစ်ယောက်ကအတော်လေးညံကောင်းကြပါတယ်သူတို့ကပတ်စံအိတ်တဲသွားမဲ့အစားခိုးယူထားတဲ့ပတ်စံတွေကိုမိန်းကလေးရဲ့ခန္ဓာကိုယ်မှာကတ်ခွာ tape နဲ့ကတ်ထားလိုက်ပြီးသူမကိုလမ်းလျှောက်သွားလာနေတဲ့တင်စက်တလုံးလိုမျိုးဖြစ်စေခဲ့ပါတယ်သူမကအဲ့ဒီပတ်စံတွေပေါ်ကနေကာဝန်းတစ်ထဲထပ်ဝတ်ဆင်ပြီးလေစိတ်ကိုတွားခဲ့ကြတယ်သူတို့ရဲ့အစီအစဉ်ကတော့မိန်းကလေးကကိုဝင်ဆောင်မျိုးသမီးတစ်ယောက်လိုဟန်ဆောင်ပြီးယောက်ျားလေးကတော့နိုင်ငံကူးလက်မှတ်စစ်ဆေးတဲ့နေရာမှာသူမနဲ့ဘာမှမပတ်သက်တဲ့သူစိမ်းတစ်ယောက်လိုဟန်ဆောင်ဖို့ပါပဲမိန်းကလေးကတော့အလွယ်တကူပဲဖြတ်ကျော်သွားနိုင်ခဲ့ပေမဲ့ရဲတွေကယောက်ျားလေးကိုတော့တားဆီးစစ်ဆေးခဲ့ပါတယ်သူတို့မိသွားပြီလို့ထင်ပြီးမိန်းကလေးကစိုးရိမ်ထိတ်လန့်သွားခဲ့ပေမဲ့တင်းမာမှုအပြည့်ရှိတဲ့ခဏတာအချိန်လေးတစ်ခုအပြီးမှာတော့ရဲတွေကသူ့ကိုတွားခွင့်ပြုလိုက်ပါတယ်အခုတော့တကယ်စမ်းသပ်ချက်ဖြစ်တဲ့လုံခြုံရေးစစ်ဆေးမှုအဆင့်ကိုရောက်လာပါပြီမိန်းကလေးကစကင်နာစကန်နာဆက်ကိုဖျက်လျှောက်သွားတဲ့အခါဆက်ကကျဲလောင်စွာအချက်ပေးတန်မြည်လာပြီးယောက်ျားလေးမှာတော့ကြောက်လန့်လွန်းလို့သတိလစ်မတက်ဖြစ်သွားခဲ့ရပါတယ်လုံခြုံရေးဝန်ထမ်းကသူမရဲ့လက်ဆွဲကိုချွတ်ဖို့ပြောတဲ့အခါသူမကအမြန်ပဲချွတ်လိုက်ပြီးနောက်တစ်ကြိမ်ပြန်လျှောက်သွားခဲ့ရမှာတော့ဘာအတန်မှမမီတော့ပဲတိတ်ဆိတ်နေခဲ့ပါတယ်သူတို့နှစ်ယောက်ဟာစိတ်အေးလက်အေးနဲ့အချင်းချင်းပြုံးပြလိုက်ပြီးထွက်ခွာသွားခဲ့ကြပါတယ်သူတို့ရဲ့ခိုးယူမှုအစီအစဉ်အောင်မြင်သွားခဲ့ပါပြီ